Travis Scott, Asher Rocky, Pharrell Williams စတဲ့ rapper အကြီးကြီးတွေအသေးလေးတက်ကြတဲ့ဒီ Grace ကချာအကြောင်းဒီနေ့ကျွန်တော်ပြောပြပေးသွားမှာဗျ။လူတော်တော်များများကဒါကိုရိုးရိုး fashion လို့ပဲထင်ကြတယ်။တကယ်တော့ Grace ဆိုတာက hip hop ကချာမှာငါဘယ်လောက်ကျွေနေပြီလဲ။ငါဘယ်လောက်ချမ်းသာနေပြီလဲဆိုတော့အထအကြဆုံး flash လုပ်တဲ့ပစ္စည်းတစ်ခုပဲ။လမ်းဘေးရောက်ချေကနေစားခဲ့ရပြီမဲ့အခုတော့ငါတို့ရွှေတွေစိန်တွေကြိုက်ပြီးတော့ဝါးနေနိုင်ပြီဆိုတော့ I made it အောင်မြင်မှုတစ်ခုကိုပြတဲ့ success statement တစ်ခုပဲပါဇက်ဟားလိုက်ရုံနဲ့ကိုယ့်ရဲ့ level ကိုတစ်ကဘာလုံးသိအောင်ကြွားလိုက်တာပဲဖြစ်ပါတယ်ဒီကချာကဘယ်အစလဲဆိုတော့80ခုနှစ်တွေတုန်းကနယူးယောက်လမ်းဘေးကနေစခဲ့တာပါအရင်ကသွားပိုးစားတာကိုဖုံးဖို့ရွှေစွတ်တွေဆွတ်ခဲ့ကြပေမဲ့ Eddie Blaine လိုပညာရှင်တွေကဖြုတ်တက်လို့ရအောင်လုပ်ပေးလိုက်တဲ့အချိန်မှာတော့လမ်းဘေးကနေကမ္ဘာ fashion ခေါင်းထိပ်ကိုရောက်သွားတဲ့အမိုက်စားကုန် trend တစ်ခုဖြစ်လာခဲ့တာပါဒီဇိုင်းပိုင်းတွေမှာဆိုရင်လည်းစောင်ရမ်းကိုလမ်းတယ်ရိုးရိုးရှင်းရှင်းနဲ့အထာကျတဲ့ရွှေသားအပြည့်ဖြစ်တဲ့ cleans ကိုပါဇက်ဟားလိုက်တာနဲ့စိန်တွေကြီးပဲလင်းထွက်နေမှ ice sauce သွားလေကိုချန်တာပြီးတော့ဘေးပတ်လေမှာပဲဖြစ်နေမယ် open face နဲ့ခက်ကြမ်းကြမ်းသွားဆွဲပုံစံရှိမဲ့ fan ဆိုပြီးတော့ကိုယ့်အထာနဲ့ကိုယ်စိတ်ကြိုက်ရွေးလို့ရတယ်ဒါဆိုဒါရီယိုဘယ်လိုတက်မလဲဆိုရင်တော့အဓိက2မျိုးရှိတယ်ပတ်စံရှိလို့အသေးချာလေးတက်မယ်ဆိုရင်ကိုယ့်သွားပုံစံကွက်ကိုယူပြီးလုပ်လို့ရတဲ့ custom ပုံစံရှိတယ်အလွယ်တကူချက်ချင်း flash ချင်တဲ့ brother တွေတွေ့ကြတော့ရေနွေးစိန်ပြီးတော့ကိုယ်တိုင်တက်လို့ရတဲ့ adjustable မျိုးစားတွေလည်းရှိတယ်။တတိထားမှာတက်ထားရင်အစားမစားဖို့နဲ့တေချာပြန်ဆေးဖို့တော့လိုတယ်။အနည်းချုံရရင်တော့နောက်တစ်ခါ Grace တက်ထားတဲ့သူကိုမြင်ရင်တာမန် fashion လို့မမြင်မဲနဲ့ဒါငါဘလောက်စူးစမ်းပြီးတော့အခုဘလောက်အထာကျကျကျွေနေပြီလဲဆိုတာကိုအတန်ထွက်စရာမလိုဘဲနဲ့ပြောပြနေတဲ့တာမန်သွားစုတစ်ခုထက်အများကြီးပိုတဲ့ Grace တစ်ခုကြောင့်ပဲဖြစ်ပါတယ်။ brother တို့ရောတက်မယ်ဆိုရင်ဘယ်လိုဒီဇိုင်းမျိုးတက်မလဲ comment မှာဖြေပေးခဲ့ကြပါဦး